စိုးရအဖွဲ့အစည်းတွေနဲ့ရုတ်တရက်ပိတ်သိမ်းလိုက်ရတဲ့အာကာသလေးလာရေးစခန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ M9 Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံနယူးမက္ကဆီကိုပြည်နယ်မှာ Sunspot လို့ခေါ်တဲ့နေအဖွဲ့အစည်းနဲ့အာကာသလေးလာရေးစခန်းတစ်ခုရှိပါတယ်။လေးလာရေးစခန်းဖြစ်တာကြောင့်သိပ္ပံပညာရှင်တွေနက်ခတ်တိုင်ယာတွေကိုစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေနဲ့အမြဲလိုပြည့်နေတဲ့နေရာတစ်ခုပါ။ဒါပေမဲ့သိမကြခင်နှစ်တွေအတွင်းမှာပဲအစိုးရကလက်နက်အင်အားအလုံးအရင်းနဲ့အကြောင်းရင်းရေးရမရှိပဲဒီစခန်းကြီးကိုပိတ်သိမ်းပစ်ခဲ့ပါတယ်။ဆိုတော့ဒီအကြောင်းကိုပြည့်ပြည့်စုံစုံသိရဖို့အတွက်စောင်းလေးချုံနဲ့ဇက်လေးတက်ပြီးတော့ဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ရအောင်ပါ။2018ခုနှစ်စက်တင်ဘာလ6ရက်နေ့တုန်းကနယူးမက္ကဆီကိုပြည်နယ်ရဲ့တောင်တန်းတွေပေါ်မှာတည်ရှိတဲ့ Sunspot နေလေးလာရေးစခန်းမှာထူးဆန်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့အာဏာပိုင်အဖွဲ့အစည်းတွေကဘာတတိပေးချက်မှကြိုတင်ထုတ်ပြန်ခြင်းမရှိဘဲအဆိုပါစခန်းတစ်ခုလုံးကိုချက်ချင်းစွန့်ခွာဖို့အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ထူးခြားတာကဝန်ထမ်းတွေကိုပဲဖယ်ရှားခိုင်းတာမျိုးမဟုတ်ပဲစခန်းရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ဒေသခံတွေကဘာလဲခရီးသည်တွေနဲ့အနီးနားကစာတိုက်တစ်ခုကိုပါအပြေးပြိုင်ပိတ်သိမ်းပစ်ခဲ့တာပါ။ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကိုတော့ဘယ်သူမှမသိခဲ့ရပါဘူး။စခန်းကိုပိတ်လိုက်ပြီးမကြခင်မှာပဲ Black Hawk ရဟတ်ယာဉ်တွေနဲ့ FBI အဖွဲ့တွေကအဆိုပါနေရာကိုရောက်ရှိလာပါတယ်။သိပ္ပံနည်းကျလေးလာတဲ့စခန်းတစ်ခုမှာရာဇဝတ်မှုကင်းစုံစမ်းစစ်ဆေးတဲ့ FBI တွေကဘာကြောင့်ဒီလောက်အလုံးရင်းနဲ့ရောက်လာရတာလဲ။ဒီလိုမျိုးတယောက်တစ်ပေါက်နဲ့ဒုလောမိကွန်းတွေကလူတွေရဲ့ကြားထဲမှာကောလာဟလတွေကိုစတင်ပြန်ပွားလာစေခဲ့တာလို့ဆိုရမှာပါ။နောက်ပြီးတော့တစ်ချိန်လုံးက Sunspot စကန်ကြီးရဲ့အနီးနားတစ်ဝိုက်ကကောင်းကင်ယံမှာမကြာခဏဆိုသလိုထူးဆန်းတဲ့အလင်းတန်းတွေအမျိုးမြင်မသိတဲ့ရင်ပြန်တွေကိုမြင်ရလိမ့်ရှိပါတယ်။ဒါကြောင့်တချို့တွေက Sunspot ရဲ့အနီးကိုပုံမှန်မဟုတ်တဲ့ဂျိုသားရင်ပြန်တွေဝင်ရောက်လာခဲ့လို့လားဒါမှမဟုတ်တခြားနိုင်ငံကထောက်လန်းရေးတွေကဒီစခန်းရဲ့အနည်းပညာကိုအသုံးချပြီးတော့တရှို့လုံနေရလားဆိုပြီးအမျိုးထင်ကြေးပေးခဲ့ကြပါတယ်။ဆယ်ရက်ကျော်ကြာအောင်ပိတ်ထားပြီးနောက်မှာတော့အာဏာပိုင်တွေကစခန်းကိုပြန်ဖွင့်ပေးခဲ့ပါတယ်။သူတို့ရဲ့တရားဝင်ထုတ်ပြန်ချက်ကတော့အတော်လေးကိုရိုးရှင်းလွန်ပါတယ်။ဝန်ထမ်းတအုပ်ကစခန်းရဲ့ကွန်ပျူတာစနစ်ကိုအသုံးပြုပြီးတော့မသိတော်တဲ့အရာတွေကိုကြည့်ရှုခဲ့တဲ့အတွက်စုံစမ်းစစ်ဆေးတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လူအများစုကတော့ဒါကိုမယုံကြည်ကြပါဘူး။ဝန်ထမ်းတယောက်ရဲ့ပြဿနာအတွက်စခန်းတစ်ခုလုံးကိုအရေးပေါ်ဖယ်ရှားဖို့လိုအပ်လို့လား။အနီးနားကစာတိုက်ကိုရောဘာလို့ပိတ်ပစ်ခဲ့ရတာလဲ။အဲ့ဒါတွေထက်ပိုပြီးတော့တန်တရားဝင်စရာကောင်းတာကဒီလောက်ကိစ္စလေးကိုဖြေရှင်းဖို့အတွက်ဘာကြောင့်အာဏာပိုင်အဖွဲ့အစည်းတွေ FBI တွေကအင်အားအများကြီးသုံးခဲ့ရတာလဲဆိုတာပါဒီလိုနဲ့ရက်အတော်ကြာတဲ့အထိစခန်းကိုပိတ်ခဲ့ပြီးမကြခင်မှာပဲပြန်ဖွင့်ခဲ့ပါတယ်စခန်းကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့အရာအလုံးကအရင်လိုမဟုတ်တော့ပါဘူးလုံခြုံရေးတွေကိုရခင်ကားထက်ပုံမတင်းကျပ်လိုက်ပြီးတော့စောင့်ကြည့်ရေးကင်မရာတွေကိုလည်းအဆင့်မြင့်တင်ခဲ့ပါတယ်အမေရိကန်အစိုးရကတော့ပြည်သူတွေကိုဘာမှစိတ်ထဲမထားဖို့ပြောပေမဲ့ Sunspot စခန်းမှာသူတို့လုပ်နေတဲ့ပုံစံကမကြခင်ကြားရောက်လာတော့မယ့်အနေရတစ်ခုကိုကောက်ွယ်ဖို့အတွက်ကြိုတင်ပြင်ဆင်နေတာမျိုးပါအဲ့ဒီအနေရကလူတွေထင်နေကြသလိုမျိုးအာကာသတွေကရောက်လာမယ့်ကြိုသားတွေလားဒါမှမဟုတ်တခြားအရာတစ်ခုခုလားဒါနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးပေးခဲ့ပါဦးနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်